မင်္ဂလာပါချမ်းချန်နယ်ကနေပြန်လဲကြိုးလိုလိုက်ပါတယ်ယင်းနှစ်တွေနဲ့မတူပဲထူးခြားတဲ့ရုပ်ရှင်ကားကြီးတွေနဲ့ပြည့်နှက်နေပါတယ်ဒီနေ့ဗီဒီယိုမှာတော့ရုပ်ရှင်ချစ်သူတွေလက်မလွတ်တမ်းကြည့်တဲ့စူပေါင်းများစွာသိမ်းပိုက်ထားတဲ့ထိတ်တန်းဇာတ်ကားတွေကိုအချိန်3မိနစ်အတွင်းအနှစ်ချုပ်တင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ horror ပရိသတ်တွေအသေးဆွဲဖြစ်နေတဲ့ director Guillermo del Toro ရဲ့ Frankenstein ကိုပြောပြချင်ပါတယ်။ဒီကားဟာ Gothic အလှတရားတွေနဲ့အတူ Isaac Isaac, Jacob Elordi နဲ့ Mia Goth တို့ရဲ့ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေကိုမြင်တွေ့ရမှာပါ။သမိုင်းနောက်ခံအမှုပညာလက်ရာတစ်ခုကိုကြည်နေရတယ်လို့ခန်းစားချက်မျိုးပေးစွမ်းနိုင်လို့ Oscar ဆုတွေနဲ့ထိုက်တန်နေတာမဆန်းပါဘူး။နောက်ထပ်စိတ်လှုပ်ရှားဖို့ကောင်းတာကတော့ Ryan Coogler နဲ့ Michael B. Jordan တို့ရဲ့ Sinners ပါ1930ခုနှစ်ဝန်းကျင်ကလျိုးရိုးစမ်းကြဲတဲ့ horror အငွေအသက်တွေကိုခန်းစားရမှာဖြစ်ပြီးရုပ်ရှင်ရဲ့အလင်းအမောင်နဲ့ဖန်တီးမှုတွေကတကယ်ကိုရင်သက်ရှူမောပွေပါပဲဒီကားဟာရိုးရိုး horror ကားတွေတဲ့ပုံမနှက်ရှင်းတဲ့လူမှုရေးနောက်ခံတွေကိုပုံဖော်ထားတာတွေ့ရပါတယ် blockbuster ကားကြီးတွေကိုကြိုက်တဲ့သူတွေအတွက်တော့Avatar Fire and Ash နဲ့ Brad Pitt ရဲ့ F1 ကားကြီးတွေရှိနေပါတယ်။ James Cameron ဟာ Pandora ရဲ့မီးတောင်ဒေဗာကမျိုးဆွဲအသစ်တွေကိုပြသရင်းကျုပ်တို့ကိုအံ့ဩစေခဲ့တယ်လို့ Director Joseph Kosinski ကလည်း F1 ပြိုင်ပွဲကွင်းလည်တကယ်ရောက်နေတယ်လို့ခန်းစားရမယ့်ရိုက်ကွက်တွေနဲ့ပရိသတ်ကိုဖန်ဆားထားပါတယ်။သမိုင်းနောက်ခံတဲ့ drama ကားတွေကိုနှစ်သက်သူတွေအတွက်ကတော့ Chloe Zhao ရဲ့ Hamnet ကအကောင်းဆုံးရွေးချယ်မှုပါ။ Shakespeare ရဲ့မိသားစုအကြောင်းကိုအခြေခံပြီး Paul Mescal နဲ့ Jesse Buckley တို့ရဲ့ပြီးပြင်းလာတဲ့သရုပ်ဆောင်ချက်တွေကြောင့်မျက်ရည်ကြားရလောက်အောင်ခန်းစားချက်ပြင်းထန်တဲ့ဇာတ်ကားတစ်ကားဖြစ်လာခဲ့ပါတယ်။ဒါအပြင် Paul Thomas Anderson ရဲ့ One Battle After Another ကလည်း Leonardo DiCaprio နဲ့အတူထိုက်တန်းသရုပ်ဆောင်တွေစူးစီးထားလို့ဒီနှစ်ရဲ့စောင့်ကြည့်ရဆုံးကားတစ်ကားထိခဲ့ပါတယ်။ Director Joachim Trier ရဲ့ Sentimental Value ကလည်းလူသားတွေရဲ့စိတ်ခံစားချက်ကိုအနှုတ်စိတ်ပုံဖော်ထားလို့ဝေဖန်ရေးသမားတွေရဲ့အကြိုက်ဆုံးဖြစ်နေပါတယ်။နောက်ဆုံးအနေနဲ့ Barbarian Director ရဲ့ Weapon ဇာတ်ကားဟာလည်းထိတ်လန့်စရာဇက်လန်းစင်ပုံတွေကြောင့် horror ကောက်ကြိုက်တဲ့လူတွေအတွက်သတင်းစကားပါလိုက်ပါတော့စီ။အခုပြောပြခဲ့တဲ့ဇာတ်ကားတွေဟာ2026ခုနှစ်ရဲ့ရုပ်ရှင်လောကကိုစိုးရုံထားတဲ့လက်ရာမွန်တွေလည်းဖြစ်ပါတယ်။ဒီကားတွေထဲမှာတင်းတို့ရောဘဲကားကိုအကြိုက်ဆုံးလဲဘဲကားက Oscar ဆုလေအထိုက်ဆုံးလို့ထင်လဲဆိုတာ comment မှာဆွေးနွေးသွားကြပါအောင်အခုလိုရုပ်ရှင်သတင်းတွေနဲ့ဇာတ်ကားအညွှန်းတွေကိုအမြဲကြည့်ရှုနိုင်ဖို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေ